ဝန်သားဆရာပဲနော်ဒီနေ့လေငါးတစ်နဲ့တဲ့အောင်သွားပြန်ပြီဆက်မပေးခဲ့တာတော့တင်ငါပေါ့နော်ဒါပေမဲ့သူကအာဘက်ကပြန်ထွက်တယ်ငါးတစ်ဆိုပြီးတော့ဒါမဲ့ဆက်မအမြဲတတိပေးထားပါတယ်ဆက်မရဲ့ကဏ္ဍတွေကိုထိုးတဲ့အခါမှာအာပြီးတော့ထိုးပါလို့ဆက်မတတိပေးခဲ့တယ်နော်ပပလေးပဲဖြစ်ဖြစ်အာပါလို့ပြောခဲ့တယ်ဒါဆိုရင်မနေ့ကလည်း6 break 6ခွန်နဲ့ဆရာမအောင်ခဲ့တယ်6ခွန်ခွန်9နဲ့အောင်ခဲ့တယ်ဒီနေ့မှလည်းဆရာမက6 break ပြန်ထွက်မယ်လို့မနေ့ကတေချာပြောခဲ့တယ်မနေ့ကဗီဒီယိုပြန်ကြည့်နော်ဆရာမကမဟုတ်ဘဲမပြောပါဘူးဆရာမကိုယုံကြည်ပြီးတော့ဆရာမကနန်းလိုက်ထိုးနေတဲ့သူတွေကိုဆရာမကဂျင်းမထည့်ပါဘူးเนาะဆရာမလွဲသွားခဲ့ရင်လည်းလွဲသွားခဲ့တယ်လို့ဝန်ခံရုံပဲလေเนาะဒါမနေ့ကတော့6ခွန်နဲ့ဆရာမ6 break အောင်တယ်ဒီတမနက်ကိုလည်းဒီနေ့ကိုလည်း6 break ပြန်လာမယ်လို့တည်တည်ချာချာပြောပြီးတော့ပေးခဲ့တဲ့ခင်မှာဆရာမ1-5ပါတယ်အခု9ဆိုပြီးထွက်သွားပြီပေါ့เนาะဒါဆရာမကတော့ရလိုက်တယ်ဆရာမကနန်းကိုဘယ်သူတွေလိုက်ထိုးကြသေးလဲဘယ်သူတွေဘလောက်ဖို့ရကြသေးလဲမသိဘူးเนาะဒါဆိုရင်ဆမကတနင်္လာနေ့ကခဏမပေးဖြစ်ဘူးဒါပေမဲ့အင်္ဂါနေ့မှာပေးတယ်ပေါက်တယ်ဗုဒ္ဓဦးနေ့ဒီနေ့ပေးတယ်ပေါက်တယ်2ရက်ဆက်တိုက်အောင်ခဲ့ပြီဆမကအခုဘောနော်ဆမက break ကိုအသစ်ထပ်ပေးခြင်းနဲ့ဘာလို့လဲဆိုတော့မနေ့ကလည်း6 break ထွက်သွားပြီဒီနေ့လည်းဆမပေးတဲ့6 break ထွက်သွားပြီဆိုတော့ဒီညနေကို break အသစ်ထပ်လာဖို့ရှိတယ် break အသစ်ပေးခြင်းနဲ့ break အသစ်လေးတို့ဝင်ယူသွားနော်ဆမအကောင်ကအသစ်ဖြစ်နေတဲ့အတွက်ဆမရဲ့ပထမလူဟောင်းတွေကတွေ့မှာမဟုတ်ပါဘူးတချို့တွေကလည်းတွေ့မယ်တချို့တွေကလည်းမတွေ့ဘူးဆိုတော့စိတ်မကောင်းစရာတခုကဆမကဏ္ဍနေပေးနေတယ်ဆမကဏ္ဍနေမှန်နေတယ်စတိုက်ဒါပေမဲ့လည်းYouTube ကတုံတော့ပြမပေးဘူးလေအကောင်အသစ်တွေဆိုအဲ့တော့ဆမအကောင်မြင်တဲ့သူရှားလိုက်မယ်နဲလိုက်မယ်အဲ့လူလောက်ပဲလူနည်းစုလောက်ပဲပေါက်လိုက်မယ်နော်အဲ့တော့ဆမတင်သမျှတွေကိုမြင်ရအောင်ဆမအကောင်လေးကိုဆမ channel လေးကိုပေါ့နော် subscribe လုပ်ထားခေါင်းလောင်းလေးကိုနှိပ်ထားပြီးဆမအဲ့လိုမျိုးတင်ပြီးဆိုတခုခုကိုမှန်ခိုင်းနေဆိုတာအလက်ကမှန်ခိုင်းတာမဟုတ်ဘူးသူကမှန်လေးတွေများလာရင် YouTube ကလည်းပြပေးတယ်ဒီဗီဒီယိုပုံလေးတွေကိုမှန်တဲ့သူမရှိဘူးတုံ့ပြန်တဲ့သူမရှိဘူးကြည့်တဲ့သူမရှိဘူးဆိုရင်ဒီပုတ်ကလူတယောက်နှစ်ယောက်လောက်ပဲမြင်ပြီးရက်သွားမှဆက်ပြီးမပြပေးဘူး YouTube ကအားကြောင့်မလို့မှန်ခိုင်းတာပြီးတော့နောက်အဲ့ဒီsubscribe လုပ်ထားခိုင်းတာနော်မှတ်မယ်ဆိုရင်လည်းဆမအားပေးပါတယ်တို့ကျေးဇူးတင်ပါတယ်တို့တခုခုလေးပေါ့နော်အကောင်းမြင်တဲ့စိတ်ကလေးနဲ့အကောင်းမြင်တဲ့ဘက်ကလေးကနေမှတ်မိခဲ့မယ်ဆိုရင်ဆမကပို့ပြီးတော့ပြောပါတယ်နော်ဆမပရိသတ်တွေရှိရပါမှမတောင်းဆိုဘူးပေါက်ပေးလည်းမတောင်းမှလည်းမခေါ်ဘူးဆမပရိသတ်တွေရှိရဆမကအဲ့လိုမျိုးပေါ့နော်အားရှိတဲ့မှန်လေးတခုခုလောက်မြင်လာရရင်ဆမကျင်းတဲ့ဆမဝါသနာရကနန်းရှာပေးနေတယ်ဆိုတာဒါဆမတခါကျရင်မအားပါဘူးမအားတဲ့ရက်တွေဆိုရင်မတင်ပြဘူးဒါဒီနေ့အားတယ်ဒီမနေ့လည်းပေါက်တယ်မနေ့ကလည်းပေါက်တယ်ဆိုတော့ဆမအားရှိတယ်အဲ့တော့ဆက်ပြီးတော့ဆမရှာထားတယ်အခုတော့ဒါမူအရဆိုရင်ဒါလိုမျိုး6 break နှစ်ခါထွက်မယ်ဆိုရင်မနက်ကလည်း6 break เนาะအဲ့တော့ဒီညနေအတွက်break ကောင်းကောင်းတစ်လုံးရထားတယ်ရွေးကွက်ကလေးလည်းရွေးပြမယ်เนาะbreak အနေနဲ့ကတော့ဒီညနေကိုဆမက4 break ကြိုက်တယ်4 break ကိုထိုးပါ main တင်4 break ထိုးပါအရင်ရမ်းမယ်ဆိုရင်2 break ကိုရမ်းထားပါ main တင်4 break တရတော့34 13 22 59 68နောက်တစ်ခွက်ကတော့အပူပေါ့နော်ခွန်ဒါက main တင်4 break အရင်2 break ဆိုရင်32ရှိမယ်11ရှိမယ်39ရှိမယ်48ရှိမယ်နောက်တစ်ခါ9ခွန်เนาะ9ခွန်66เนาะကဲအဲ့ဒါတွေကတော့အရင်နှစ် break တွေအဲ့တော့ဒါကအရင်ရမယ်ဇမရေbreak နဲ့ပြီးရင်5ခွက်မို့လို့ဇမရေရွေးခွက်လေး3ခွက်ရွေးပေးပါဆိုရွေးခွက်3ခွက်လို့ချင်တဲ့သူတွေအတွက်ရွေးခွက်3ခွက်ရွေးပေးမယ်34ရဲ့22ရဲ့ခွန်ရဲ့ထိုးထားပါအပူအနေနဲ့တော့22ခွန်ပါမယ်ပြီးတော့34ရှိမယ်ဒါကရွေးကွက်အဓိက main ကွက်ပေါ့နော် main တင်ထိုးလို့ရတယ်အဲ့တော့ဒီရတော့တဲ့ဆမကဏ္ဍနဲ့တော်တော်များပေါက်တယ်နော်ထွက်တယ်စတိုက်ထွက်တယ်မရအောင်မမြင်လိုက်ဘူးမပြောနဲ့လိုက်ထိုးမှဆိုရင်ပေါက်မယ်နော်နည်းနည်းလေးဖြစ်စမ်းကြည့်ပေါ့နော်ဆရာမနဲ့ဒါအကျိုးပေးတဲ့အလုပ်ပဲဆရာမဆိုခဏပေါက်တယ်ခဏလည်းရှားတယ်ဒါကြောင့်မလို့ဆရာမအရင်တော့သူများတွေကိုမပြောမပြဘူးကိုယ့်ဘာကိုပဲတွက်လိုက်ကိုယ့်ဘာကိုပဲထိုးလိုက်နောက်ဆုံးခဏပေါက်တဲ့အခါမှာငါဒါနဲ့တော့အကျိုးပေးတယ်ငါဒါလေးကိုတော့သူများကမြင်အောင်သူများကဘာပြောပြနိုင်သူများရဲ့ဘာပေါက်မယ်ဆိုပြီးတော့ဆရာမဒါလှုပ်ဖြစ်တာ
ဂျူဂျူလေး channel လေးထောင်ပြီးတော့ဖွင့်ပြတယ်နော်သူများတို့ဒါရစေခြင်းလို့စေတနာနဲ့တင်ပေးတာပါကဲအဲ့တော့ဆမကဏ္ဍနဲ့အကျိုးပေးပြီးပေါက်ကြပါစေအားလုံးပဲအကျွေးတွေရှင်လဲအကျွေးတွေကြည်ပါစေအောင်ပွဲတွေစတိုက်ရပါစေနော်